ရှစ်ခိုးရင်ဘုရားဆိုတာလက်ဦးလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ရုံလေးနဲ့နတ်ပြည်ကိုရောက်သွားနိုင်တယ်ဒီကုသိုလ်လေးကစွမ်းဆောင်မှုဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်မရကုဏလီသူတို့သားလေးကဘုရားဘာသာဝင်မဟုတ်ဘူးအဖေကလည်းနှမျောလိုက်တာယောဂဖြစ်တဲ့တောင်ဆေးကုမပေးဘူးဆေးမိတို့တွေနဲ့ကုတာနောက်ဆုံးကုမရတဲ့အချိန်လေတေကန်ဒီအချိန်ရောက်တော့အိမ်ပြင်ထုတ်ထားတယ်လေဘုရားကဆောင်းကန်ကြွလာတဲ့အခါထတောင်ရှစ်မခိုးနိုင်တော့ဘူးစိတ်ထဲကကြည်နူးပြီးတော့ဩဒီလိုဘုရားမျိုးငါမလှူလိုက်ရဘူးမတန်းလိုက်ရဘူးရှစ်မခိုးလိုက်ရဘူးခုရှစ်ခိုးစိတ်ထဲကနေကြည်နူးပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာတည်သွားတာနဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒီကုသိုလ်လေးကကဲလိုက်တာသူ့ကိုကြည့်ဘလောက်စွမ်းဆောင်ချက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်စိတ်ထဲမှာတင်ဖြစ်တာနော်လက်ဦးတော်မချီနိုင်ဘူးတဲ့စိတ်ထဲကနေဘုရားကိုအာယုံပြုပြီးစိတ်ထဲကကြည်နူးလိုက်ရုံလေးနဲ့တည်းပဲကြည့်နတ်ပြည်ရောက်လူမပြောနဲ့ကက္ကရာရေကန်ကြီးနားမှာရှိတဲ့ရေကန်တဲကဖားလေးတစ်ကောင်မြတ်စွာဘုရားတရားဟောတာတစ်ပင်အောင်ရေကန်ထဲကခုန်တက်လာပြီးမြတ်တော်ထဲမှာဝတ်ရင်ကနေဘုရားတရားဟောတဲ့အတန်ကြားတာနဲ့နားထောင်ကောင်းတဲ့အတန်လေးပဲတိရစ္ဆာန်ဆိုတာအန္တရာယ်ရှိတဲ့အတန်လားအန္တရာယ်မရှိတဲ့အတန်လားဒီလောက်တော့သိတယ်သို့တော့တရားရဲ့အဓိပ္ပာယ်သူသိတာတော့မဟုတ်ဘူးဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့ကရုဏာတွေလွှမ်းခြုံထားတဲ့မေတ္တာတွေလွှမ်းခြုံထားတဲ့အတန်လေးကိုသူ့စိတ်ထဲမှာနားထောင်ရင်စိတ်ကြည်နူးနေတဲ့အချိန်လေးမှာကံမကောင်းအကြောင်းမလားတော့အနာနာရောက်လာတဲ့နွားကြောင့်သားကတပြားတဲ့ခေါင်းကိုထောက်ပြီးဖိလိုက်လို့သူခင်ဗျာသေသွားတာအဲ့ဒီကြည်နူးတဲ့စိတ်ကလေးဘုရားကိုအာယုံပြုပြီးတော့ကြည်နူးတဲ့စိတ်ကလေးနဲ့တည်းပဲနတ်ပြည်ရောက်သွားကဲဘလောက်ဆောင်းဆောင်မှုကောင်းလဲရှစ်ခိုးရင်ဘုရားဆိုတာလက်ဦးလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ရုံလေးနဲ့နတ်ပြည်ကိုရောက်သွား